Yeah, Happy New Year ပါလို့ကျွန်တော်ခွန်းဆက်ပါတယ်အခုကျွန်တော်2022ကိုလည်းရောက်ရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်နှစ်ကူးပြောင်းပြီဆိုလို့ရှိရင်နှစ်စမှာတော့ဒါကျွန်တော်တို့တနည်းအားဖြင့်တက်ကြွနေပေါ့ဗျာဒီနှစ်မှာဘာတွေလောက်ကင်မယ်ဘယ်လိုတွေလောက်ကင်မယ်ပေါ့နော်စဉ်းစားနေတဲ့လူတွေလည်းရှိသလိုတနှစ်ပြီးတနှစ်ပြောင်းသွားပြီမဲ့ကျွန်တော်တို့ငွေကြေးပိုင်းဆိုင်ရာအခြေအနေတွေလက်ရှိလူမှုဘဝအနေအထားတွေနဲ့နေထိုင်တဲ့ပုံစံတွေအကုန်လုံးမပြောင်းသွားတဲ့လူတွေကလည်းအများကြီးရှိနေပါသေးတယ်ဒီနေ့ကျွန်တော်တို့နားလည်ထားသလောက်ကျွန်တော်အနေနဲ့ဒါ financial educating နဲ့တနည်းအားဖြင့် financial နဲ့ပတ်သက်ပြီးကျွန်တော်တို့အကျဉ်းချုပ်ပေးနေတဲ့သူတရားအနေနဲ့ပြောရမယ်ဆိုရင်တော့တော်တော်များများဆိုလို့ရှိရင်တော့ကျွန်တော်တို့ငွေကြေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့ငွေကြေးချမ်းသာဖို့အတွက်နဲ့ပတ်သက်ပြီးတော့ကြိုးစားနေကြတယ်ချမ်းသာခြင်းကြတယ်တင်တဲ့နေလည်းတက်ကြတယ်ကြောင်းနေလည်းတက်ကြတယ်ပေါ့နော်ဒါပေမဲ့တော်တော်များများဘာလို့သူတို့လိုချင်တဲ့ဟာတွေကိုမရကြသေးတာလဲသူတို့ဘာလို့ကျွန်တော်တို့လိုချင်တဲ့အရာတွေကိုဒီကနေ့အထိမဖြစ်နိုင်သေးတာလဲအဲ့တော့ကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့လက်ခံထားတဲ့ဒီအောင်မြင်ဖို့ကျွန်တော်တို့လိုချင်တဲ့နေရာကိုရောက်ရှိဖို့ကျွန်တော်တို့လိုချင်တဲ့ငွေကြေးဆိုင်ရာပေါ့နော်လိုအပ်ချက်တွေပြည့်မီဖို့ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကရရှိဖို့ဆိုတာကတစ်ချိန်တစ်ခါလေးလုပ်နေလို့မရပါဘူးကျွန်တော်လက်ခံထားတဲ့ principle ကတော့ success is a process ပါအဲ့တော့ကျွန်တော် process ဆိုတဲ့သဘောကကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေကိုနည်းစနစ်တွေကိုနားလည်ပြီးတော့ကျွန်တော်အဖြစ်ကျွန်တော်တို့လုပ်ကန်ဆောင်ရမယ်အလေးအကျင့်ခေါင်းတွေကိုပြိုးထောင်ပြီးတော့ပေါ့နော်ဒီဇိုင်းမဲ့ကျွန်တော်လုပ်ကန်ဆောင်ရခြင်းမြည်ပါတယ်ဒီ process ကိုတော်တော်များမသိကြအောင်ဒီနေ့ကျွန်တော်တို့ပြောမယ် World Goal 2022မှာကျွန်တော်အနေနဲ့တကယ်ကို financially success ရချင်တယ်ဆိုရင်ဒီ2022မှာဘာတွေလုပ်ရမှာလဲဆိုတဲ့ process ကိုကျွန်တော်တို့ sharing လုပ်မဲ့ webinar ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ webinar ကနေပြီးတော့ဒီမှာရှိတဲ့ကျွန်တော်တို့မိတ်ဆွေတွေကပေါ့နော်ဘာတွေရမှာလဲဒါလေးကျွန်တော်ထပ်ပြီးတော့မှတင်ပြချင်ပါတယ်အဲ့တော့အဓိကဘာတွေရမှာလဲဆိုတဲ့အခါကျတော့အရေးကြီးတာကဘဝမှာကျွန်တော်တို့လိုချင်တဲ့ result everything is result ပါဒီ result ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီ result ဖြစ်တည်လာအောင်ဖန်တီးရမယ်ဆိုတဲ့အခြေခံအကြောင်းတရားတွေကျွန်တော်ထပ်သိဖို့လိုပါတယ် The roots trace the fruits ပါဒါကျွန်တော်အမြင်နဲ့ကြိုက်တဲ့လက်သုံးစကားလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ဆိုလိုချင်တာကမမြင်ရတဲ့အပိုင်းကမြင်ရတဲ့အပိုင်းတွေကိုဖန်တီးတယ် invisible က visible တွေကိုဖန်တီးတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ invisible ကတကယ်တော့ကျွန်တော်တို့ရဲ့ mentality ဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာဟာကျွန်တော်တို့ဒီနေ့အရာရာဖြစ်တည်မှုရလဒ်တွေအားလုံးဟာစိတ်ကနေစတာဖြစ်ပါတယ်အတိအကျကတော့ကျွန်တော်တို့ဒီနေ့ transform ဖြစ်သွားနိုင်တဲ့ transformational income ကို2022မှာတည်ဆောက်ဖို့ guideline တွေ instruction တွေ secrets တွေအားဒီနေ့ကျွန်တော်တို့လာမယ့်15-16 January 2022ကျွန်တော်တို့ရဲ့ World Goal 2022 webinar မှာရှိနေမှာဖြစ်ပါတယ်ကျွန်တော်အားလုံးနဲ့ကျွန်တော်တို့ရဲ့ World Goal 2022မှာပြန်ဆုံပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာတကယ်လို့ဒီမှာရှိတဲ့မိတ်ဆွေတို့က World Goal 2022ကိုတက်ရောက်ဖို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာပေးထားတဲ့ link လေးမှာတစ်ချက် click ခောက်ပြီးတော့ကျွန်တော်တို့ရဲ့